ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ကတော့ထုံးစံတိုင်းပေါ့နော်ရည်စရာမောစရာဟာတာလေးတစ်ပုဒ်နဲ့ကျွန်တော်ပြင်လည်ပြီးတော့မှတင်ဆက်ပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဟာတာလေးကဘာလဲဆိုလို့ရှိရင်ဘဝမှာအမောတွေပြည့်စေဖို့အတွက်ကျွန်တော်နဲ့တူလိုက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ပြည့်တစားကိုတီးရတာလွယ်တယ်ဗျာတဲ့ဟုတ်တယ်ပြည့်တစားတီးရလွယ်တယ်ဒီဘက်ဂီတာသမားဖြစ်ဖို့များတယ်ဟုတ်တယ်ပြည့်တစားတီးရတာလွယ်ပါတယ်နော်အဆောင်သူတွေကတော့တီးရတာနည်းနည်းခက်တယ်တက္ကသိုလ်ကျောင်းသူလည်းတီးရတာမစိုးဘူးတဲ့ဆီယာမကတော့တီးရတာအရန်ခတ်သွားပြီဗျာတဲ့ကော့ပေးရင်တော့လွယ်တာပေါ့တဲ့အာ brother အဆောင်သူလည်းမခတ်ဘူးတက္ကသိုလ်ကျောင်းသူလည်းမခတ်ဘူးဆီယာမလည်းမခတ်ဘူးနော်အဆောင်သူတို့တက္ကသိုလ်ကျောင်းသူတို့ဆီယာမတို့တီးမယ်ဆိုရင်စီနဲ့ပဲတီးစီနဲ့ပဲတီးဗျာလုံးဝမခတ်ဘူးမကြည့်ဝိတော်ရာယောင်ကြီးဒေလင်းတော်သည်ဘုံကျူပြတ်တဲ့မိုးနမတီရာဂဘူဒီဆရာမဘူပဲအသေးဆွေအောင်ချစ်မိပြီစီလိုက်ပဲကြည့်ရတယ်နော်ဆိုတော့ဒါနီးပြရဲ့စေတနာကိုနားမလည်တဲ့ကောင်ပေါ့နော်ပြောချင်တာဒါအကသင်တန်းပေါ့နော်အကသင်တန်းအဲ့ဆိုကျွန်တော်နဲ့တွေ့လိုက်ပြီးတော့မှကြည့်လိုက်အောင်နော် Oh, step, 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 tap, step, 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 tap, and now you take her arm, her left arm, and you go step, tap, step. No, no, no. Take us the basic again. We're gonna go 1, 2, 3, tap, 5, 6, 7, tap, and then you're gonna take it over. 1, 2, 3, 4, and then from here you're gonna draw down and over. No. Fuck no. Fuck no. Fuck no. ¿Qué pasó? Why is that not? That is not allowed. That is not allowed.